မင်းကတော့ရေကူးတတ်နေပြီတိုက်ကြည့်ပါလုံးဝလုံးဝရေတိုက်ပေးနေတာပါဒီလိုမောနေဒီကမှာတောင်းသားလေဒီအော်ဘာလို့လဲလိုက်ဖို့ပါတွေ့လို့ပေါ့နော်ကိုကြီးတွေ့လို့ဘာကြီးလဲတော့မသိဘူးဝေဆက်စုလိုက်ပါအောင်မယ်ထပ်တော့အောင်မလားဒီကနေစားတတ်ပြီဒီကနေစားတတ်မှာဟိုးမလှေကားသေးသေးလေးမြင်ရလာတော့မသိအဲ့ဒီလမ်းကနေတက်ရမှာတွေ့လားအဲ့လှေကားနေပြီးပတ်တက်ရမှာတောင်းယူဟုတ်မှာဟိုထိတ်ကိုတက်အောင်မြင်နေရတယ်ဒီမှာအဲ့ဒီထိတ်ကိုတက်အောင်ကျွန်တော်အစိတ်ထင်ဒါလို့တော့ထင်တာပဲဒီမှာဒါပေါ့အဟာကြီးထင်တာပဲเนาะကျွန်တော်စိတ်ရတယ်လေဒါပေမဲ့တေချာလားမတေချာလေးတော့မသိပါဘူးပေဟာမှန်းတော့မသိပါဘူးပပဘယ်တော့လောက်ကျွေးဒီမှာလည်းကြည့်လေကိုင်းတော့မကရင်မောင်းနှမအတွက်ဟုတ်ဘူးဒေးကြောင်မဟုတ်ဘူးဟုတ်မှာဟုတ်တယ်ဟုတ်တယ်ခုနကတော့ဟိုကကပြကြီးပြောကျွန်တော်တို့အဲ့လိုမျိုးတောင်တက်တော့မယ်ဆိုလို့ရှိရင်အကျော်တော့ short တင်ပါတယ်ဒီချစ်ကောက်ဝတ်တွေချစ်တူးကောင်းတွေ short တင်ပါတယ်ဆိုတော့ let's go တက်ပါတော့မယ်ဒါတဲအိတ်တွေဝင်ထမ်းရင်ထမ်းတင်သွားလို့ရတယ်ထမ်းတင်သွားလို့ရတယ်ဒါထမ်းတင်ရင်တဲအိတ်အလှူတော့ပါလို့လေဒါတနိုင်တစ်ပိုင်းတဲအိတ်လှူတော့ပါလို့ဟုတ်တယ်ကျွန်တော်တော့မထမ်းတော့ဘူးနိုင်ဘူးနိုင်တဲ့လောက်လေဒီမှာတေးသေးလေးတွေရှိတယ်သင်ကောင်းပါဘူးဒီလောက်ပဲနိုင်လို့ပါဇမမိုင်းကြီးတော့ဒါတော့ဝတ်တယ်နော်ဟိုဘယ်လိုနေလဲနေနေနေဒီတဲတော့မကြည့်ဒီတဲတော့ပိုကြီးတယ်ဟမ်လေးပဲ โอเคဒါလေးယူလိုက်ပါမယ်ကဲကျွန်တော်လည်းတနိုင်တစ်ပိုင်းလေးပေါ့ဗျာတဲတော့လေးကျွန်တော်ဟိုးကနေပြီးတော့လမ်းရိုက်တဲ့နေရာပေါ့နော်ဆိုတော့စီโอเคဆက်တက်လိုက်ပါအောင်မယ်ဖယားဒီမှာပါဗျာကြံနေရလားအဝေးတော့ကြံနေရအော်ပါဒီဘက်လားအဲ့လမ်းတန်းဟောကျေးဇူးဟုတ်ကျေးဇူးပါဘိုင်းတနိုင်ဟောတပိုင်းတနိုင်ပါဘိုင်းတနိုင်ဟောကဲတဲအဲ့လမ်းခီးရတော့ဒီမှာပဲအဆုံးတောက်သွားပြီပေါ့ဟုတ်လေလေရိုက်ထားတယ်ဝူးဟာဝေးကြံနေတာလားဟာအာပြည့်စရာပဲတနိုင်ကြော်လာတက်အောင်မယ်တူတူအလလာအဖော်ပေါ့ရွာကန်
ဟာ မောလာပါကြည့်လိုက်ပါအဲ့ဒါငါတို့တန်းတက်လာ မောနေလား ငါရှာထွက်နေလားငါရှာထွက်ဒီမှာရှာထွက် ဟိုမှာရှာမှာတွေးတွေတော့တွဲလောင်းကြတယ် ဘလို့တက်လာလဲကွာမင်း မကြည့်ရင်တွေးတွေတွဲလောင်းကြတယ်တွေးလားချွေးလားတော့မသိဘူး ဘလို့တက်လာလဲ ဟာ ကောင်း ဒါကိုဇွဲကပင်တောင်လို့ခေါ်တာလားပပလေးပါဒါလည်းဇွဲကပင်တောင်ဒါပြန်က တက်လာရင်လည်းဒီဘက်ချမ်းကြောက်ကြီးပေါ့နော်ဒီဘက်ချမ်းကြောက်ကြီးဒီဘက်ချမ်းတောင်ဘယ်ဘက်ကြောက်ညာဘက်တောင်နဲ့ကြားထဲကနေတက်နေရတယ်ပါကြောက်လန်းနေရောကြောက်လီကားတွေရောဖုံလီကားတွေရောတိုက်လီကားတွေရောကွန်ကရစ်ပေါ့နော်အဲ့လိုလီကားတွေရောအဆုံးပါပဲအခုဆိုရင်လည်းဒါညီအဲ့အပိုင်းရောက်သွားပြီမှာကဲဟိုမှာကြံသေးတယ်ဟာတက်နေတာလားဒါတက်နေတာလားဟုတ်လားမောဝိုင်းလားမောပြီလားလုံနိုင်တယ်တက်ဆက်ဆက်ဟမ်ရောက်ခါနေပြီလားမိနစ်40လောက်ကြာနေကြဆိုဖိုင်တင်ရောက်တော့မှာတွဲပြရမလားခဏနေကိုချစ်တော့ကိုအရင်တည်လိုက်အောင်မယ်Fighting, you can do that. အမေပြောတော့စာကြိုးစားရဲ့အစင်းမြင့်မြင့်နဲ့လှုပ်ရမှာဆိုဒီလောက်မြင့်ရပြီလားမေကိုတော့ဘာမှမဖြစ်သေးဘူးဟိုမှာထမင်းအိုးနဲ့ထမင်းကြိုက်နဲ့လာတာဒါတော့မှ air dryer မပါလို့ညပေါ်ပါလေးစစ်ပါလက်စစ်ရ air dryer ပါပြီလား90ကျော်ဟဲ့ပြီလားကြီးဟုတ်လားမကြီး99ဟဲ့100ဟဲ့ပြီ100ကျော်သွားပြီဟို106ပြောင်းပြန်ညနီးလက်လိုက်105ပြန်ဆင်းသွားပြီဟာဘယ်လောက်တက်လဲဆိုခုမှပထမဆုံးထိုင်တာပါအဆင်ပြေလားဒီလက်ကမကြည့်ရဘူးနော်ဟာသမင်းနေကောင်းလားကောင်းလားထမင်းလေးနဲ့ကျွဲပါလားမနေ့တည်းကဘာမှမသားရဘူးဟောပါတက်ပဲအောက်မှာပိုးလို့ပက်လက်ပဲ Fighting you can do it အပေါ်မှာစောင်းနေမယ်မနက်ရောက်နေပါဟိုစားရင်ပြောချင်တယ်ဆောင်းကန်ပြချင်တယ်ဟာ
ကဲကြံသေးတယ်မှာခီးစားကိုကြံသေးတယ်ဟာကျွန်တော်အရှိဆုံးဖြစ်သွားပြီ မင်းဘာလို့ရှိတော့မလဲဟာဟုတ်လားဟောင်းကြောမလား အေးကြီးစားအောင်နေကနားမပဲနေကတော့ ဟာ နေရဲ့ အမေတို့ကနားကျင်သေးတယ်တလားကျွန်တော်ကြော်တက်သွားပြီကျွန်တော်တက်သွားပြီလို့ပြောလိုက်လို့တူတော့ဆက်တက် ကြာတဲ့ပါ အဲ့ဒါပေါ့လို့ရှိတယ် နားတော့မေးစားမယ်ပါ ဒါကြီးကတော့မဖြစ်သင့်ဘူးပေါ့နော်အခုလိုတောင်တက်လန်းဘေးမှာပြစ်ထားခဲ့တဲ့အမိုက်တွေကတော့ဒါမဖြစ်သင့်ဘူးပေါ့နော်တေချာကောင်းတာကတော့ဒီမှာဒါကြီးပေါ့ကောင်းတာတော့အဲ့လိုမျိုးပြန်ကောက်လို့ရတဲ့အခြေအနေမှာထားရင်လည်းထားခဲ့ပေါ့ဆိုတော့အဲ့လိုမျိုးတဘာဝပတ်ဝန်းကျင်ကိုမညှဉ်းနှွမ်းစေပါနဲ့အဲ့ဒါလေးတော့ပြောချင်တာပေါ့နော်ဒါတွေပါ ဘောတော့ပါလေ ဒါဆိုလို့ရှိရင်မြင်ရတာတိတ်ပြီးတော့မမိုက်ဘူးပေါ့နော်အဆင်ပြေဘူးပေါ့ဒီလိုတောင်ကြားရှုခင်းဒီမှာဒါကြီးတွေကကိုယ်ရနေကြည့်အဲ့လိုခံစားရပါတယ်လမ်းဝဲတစ်ခုတွေ့တော့ဗောနော်ဒီဘက်ချက်မှာရှုခင်းမြင်ရမယ်ထင်တယ်ဆိုတော့ဒီဘက်သွားကြည့်ကြည့်ပါမယ်ဘာ ဟာ အရှင်းကြီးလား ဒီတော့ရောဒီတော့ပြတ်မှာလို့ ဟာ ဟောလိုက် တော်လာလေ မဟုတ်လေအစားရင်ပြောင်းလေဒီမှာအားကနေမဟုတ်သေးဘူးလေ ဒီဘက် ဒီဘက်ကဒီဘက်လှည့်အောင် မင်္ဂလာပါတော်လာမင်္ဂလာပါတော်လာလေ ကျော်ကိုဆုံးမင်းပိုင် တောင်း ခိုးသား တန်တောင်းမိုက်သွေး မင်္ဂလာပါတော်လာလေ ချိန်နဲ့ပြေး ဒီနဲ့ပြေး ကောင်းတဲ့မင်းတို့တော့ငါရငါတို့ကကြက်မိုက်ကောင်းပါကွာမောတယ် ဒီလေဒီမှာ ငါတို့လမ်းမပြီးတော့ဒီကိုစင်းဝိုင်းအောက်ကိုရောက်မလားပြီးပြန်တက်ဟာဒီစင်းမှာချက်ပါ ငါလည်းဘယ်ဆင်းလို့ဆင်းမသိဘူး ဆောလာနေအောင်စင်း ကဲဆက်ရပါပြီတကူလုံးဆူရွှဲနေတယ် ခေါင်းငါချိုးပါ ထိုးမိ ဘာနဲ့ထိုးအော်အဲ့ဒီဇောင်းကြီးနဲ့ဒါကြီးနဲ့တတိချတက်ပါ ကွဲပါလေ ကွဲသွားပြီဒါတွေးရောချွေးရောတက်တယ်ဆိုတာဒါပြောတာအဲ့တော့အတက်တွေကစစိုက်ပါဒါရပါတော့ကြာရောက်တော့မယ်ထင်တယ်ဟမ်ရောက်ပါတော့မယ်ဟူးရှုကင်ပိုင်းညာတော့အပေါ်ရောက်မှကြည့်တော့ဗောနော်ဆိုတော့အခုမောပန်းနေတယ်ကျွန်တော်ရဲ့မျက်နှာလေးကိုပဲဆက်ပြီးကြည့်ထားပေးပါဟုတ်တယ်နော်တောင်ဝိုင်းတောင်တို့ဇက်ကပင်တောင်တို့အပေါ်မှာအရန်လှတာပဲဘာညာအဲ့ဒီပုံတွေကဘာဒီလိုခက်ခဲ ဒါမျိုးပါ ပင်ပန်းနဲ့တတ်ထားပြီးတော့မှရတဲ့ပုံဆိုတာနားလေစေခြင်းနဲ့တီးဖို့ ခေါင်းကြီးတို့အဲ့ဒီနီးရတော့ပြန်ရန်ကောင်းပါလေဒီကောခြေတော့နေပါပဲတော့ဆိုပဲ
ရေလေးပါလေးတိုက်အောင် တောင်းမမလေးထားကြရင်ဘာလာလောက်တာကွာတောင်းဆောင်ကြီး ကိုတယ်နေမဟုတ်ဘူးဒီမှာသူတို့ပါအဖော်ရှိတယ်မောလို့ဆိုပြီးတော့မတွေ့ရကောက်စားနေကိုကျောက်တော်မှာများနေပြီ အာ 9กว่าဟိုလည်းမပါတော့နေကြည့်တယ် တက်ကပြီးနေဒီကထက် ကျွေးကြမဟုတ်သားရဲ့ဘယ်လိုလုပ်ပြရမလဲဝယ်မလို့ဝယ်လာမှာ ဟုတ်တယ်နော်မခွေးတွေဘာတွေရှိမှန်းလည်းမသိလိုက်ဘူးလေကိုတွေပဲဆိုရင်တော့မစားဖြစ်တော့ဘူးလေ ဟုတ်တကယ်တက်သွားတာ ဟုတ်တယ်တကယ်တိုက်ရဒီကောင်တွေတကယ်ဖြုတ်တာဆိုတော့အခုကြည့်နေတဲ့လူတွေထဲမှာတကယ်လို့တက်ဖို့အစီအစဉ်ရှိရဆိုရင်ပေါ့နော်အဲ့လိုမျိုးမုတ်လေးတွေဗာလေးတွေဝယ်လာခဲ့ပါတောင်ဒီလိုတောင်တွေထဲမှာဒီလိုဒီအာဝူတွေရှိရပေါ့နော်ကျွေးလို့ရတယ်ဆိုတော့ကျွန်တော်တို့ကားတွေကတော့မရှိတော့ဘူးထင်လို့လေဒီလိုရှိမယ်မှန်းလည်းမသိလိုက်ဘူးပေါ့ဆိုတော့အဲ့ဒါကြောင့်မို့ကိုတွေဖြစ်ရင်တော့ကိုတွေဆိုရင်တော့ဘာမှမစားဖြစ်ဘူးပေါ့လေရေပဲရေတော့မှ2ဘူးပဲဝယ်ခဲ့တာ ဟဲ့ဟိုခေါ်တော့တက်လိုက်ပါမယ် ရတယ်ဒါပေမဲ့ကိုခဲရခဲချင်းတက်ရတယ်နော်ချာ try ကြည့်လေကျွန်တော် try ကြည့်ရင်ကောင်းလားမသိ ဘာလို့ဒီနေရ try ကြည့်မယ်ကျွန်တော်ဒီဘက်ချမ်းကလှေကားပေါ့နော်ရိုးရိုးလှေကားဒါပေမဲ့ဒီဘက်ချမ်းအဗန်ဂျာပိုဆန်ချင်းလို့ဒီဘက်ချမ်းတက်တာဖြစ်ပါတယ်ဒါလှေကားမလုတ်ပေးထားတဲ့လမ်းပေါ့နော်ဆိုတော့ကျွန်တော်တို့နည်းနည်းအဗန်ဂျာဆန်ကြီးလို့တက်ကြည့်ပါနော်ဟိုးဟလမ်းမရှိတော့လား ကိုရကတော့ကောင်းစားပါလား မဟုတ်အပေါ်ထပ်တက်ကြည့်နော် ဟာမရဘူးတောက်ကြဟာ အစင်းများတယ် မရဲတော့ဘူးလေဟုတ်ပေါ် မင်းတော့သား ငါပြန်ဆင်းဖို့တော့တော်တော်ဘယ်လိုဆင်းအောင်လဲမသိဘူး ဟမ် ပြန်ဆင်းဖို့ ပြီး တော့ နေလို့ပြီးနေ အော်အေးစေးပါ ဟမ် အေးစေးပါ ဒီရပြီးပြီးပြီးနေ အာ ဒီကမရတော့ဘူးနော် ရလား ကျွန်တော်တို့တက်မယ်လဲလို့တော့အပေါ်မှာလမ်းမရှိတော့ဘူးပိတ်သွားတယ်ဟာ အဲ့ဒီတော့ဆက်ကြည့်လိုက် ဒါကတော့ကျွန်တော်တို့ခုနကတော့တက်မယ်ဆိုပြီးတော့ကောက်ကြခဲရခဲချက် ဟာမိုက်တယ်လားညာလေး လုပ်လိုက်တာပေါ့ဓာတ်ပုံလေးပါလေးရိုက်ကြမလားဟုတ်တယ်မိုက်တယ် အေးတော်တော်ဝေးနော် ဒါဟိုးမှာမြင်နေရတယ်ဒါကျွန်တော်တို့စားပြီးတော့ လေးရပြီ ဝင်လာတာပေါ့နော် sorry ပါ sorry ပါတော်တော်ရချင်းနေလို့စေးရင်းပြန်လာမနော် ဟမ် ဟိုရတယ်တော့ ဒီမှာဓာတ်ပုံရိုက်မလား ဟုတ်ရပြီ ဒီမှာဒီဘက်လားဒီနားမှာ အဲ့ဒါမလားဒီနာ အဲ့နာ အောက်မှာကားလေးတော့ အိုးရှစ် ရေးတယ်ရှိ ရနီးနီးပဲ ဒီမှာဝန်လာတော့ဒီမှာလာကြတော့သူကတောင်မဲအပင်ကြီးကတောင်ဒီအောက်ကိုသူကအနှိမ့်ထင် ဟဲ့ ဒီလိုတောင်မှဒီအပေါ် ဒါခုနကတော့ကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်မိုးလေးတွေဗာလေးတွေဝယ်လာပြီးတော့အပေါ်မှာ
ကျွေးကျင်တာတို့ဘာလို့ဆိုလို့ရှိရင်ရလုပ်လို့ရပါတယ်ဒါပေမဲ့ဒီသတိပေးစားလေးအတိုင်းတော့လုပ်ပေါ့နော်အဲ့တော့အဲ့ဒီတစ်ပေါက်တော့ရှိပါတယ်ဆိုတော့အပေါ်မှာတွေ့နေရပါပြီခဏနေကျွန်တော်တို့တောင်ပေါ်မှာပြန်တွေ့ပါမယ်ဆိုတော့ဆက်တက်လိုက်ပါဦးမယ်ဟိုမှာမရောက်တယ်တွေ့လားဒီမှာတော့ဘယ်လိုကြဟုတ်ရဲ့မင်းကလေးပြောတာတင်တယ်အဲ့ဒီရန်ဆောင်လာတယ်ဒီကောင်မှစားတယ်ဒီနိုင်ဝတ်ထားတယ်အပေါ်တော့ရောက်လာပြီပေါ့နော်အပေါ်ထိပ်မှာမုတ်ဆိုင်ဒီဇိုင်တော့တွေ့တယ်မုတ်ဆိုင်ရှိပါတယ်အဲ့ကတော့ချောင်းထားပြီးခုလိုလုပ်တယ်အိုးအဲ့ဒီကအဲ့ဒါဘောရင်းအောင်မရရည်ပါဘောလိုက်ကဲ finally နောက်ဆုံးတော့ရောက်လာခဲ့ပါပြီအခုဒီမှန်အကြည့်တွေကတော့ ရှင်ကြီးတက်နေ ရင်ကြီးတွေတက်နေပြီပေါ့နော်ဒီကောင်ရေးစားနေတာဒီကောင်ရေးစားနေတာယူဘူးရှိတယ်ဒီနေ့လောင်းချလောင်းချလိုက်ရမရောက်နေဘူးနည်းနည်းလေးအားကပြီးရောဟုတ်ကဲ့ပြောလားဟာရမယ်အော်ဒီနေ့ရဘူးလားဒီကိုတင်နေတော့မတင်နေတင်တာကကျွန်တော်တို့စီဒီတွေတောင်တင်နေရပြီမြင်ဒီကျိုးကြီးတန်းကြီးပါမင်းအဲ့လိုတန်းတိုင်းတင်မှုဆိုလွယ်တဲ့ကိစ္စမဟုတ်ဟုတ်တယ်လေကျွန်တော်တန်မြူဇက်မှာဒေဗျူးဆိုရရှိတယ်အတန်မြူဇက်မှာအမြင့်ဆုံးပဲအဲ့ဒီတောင်တော့မှဒီလို ready made CD စတီး CD ကိုတင်တာထမ်းပြီးတော့လူအယောက်90လောက်ဒီလိုရွာကန်နေပေါ့နော်အဲ့လိုဖျားတယ်ဖို့ဆိုပြီးတင်နေတာ ဘလူကနဲ့တင်တာဘလူကနဲ့တင်ကဲဖျားလေးဥချလိုက်ပါအောင်ဒါကတော့ဇွဲကပင်တောင်ပေါ်မှာရှိတဲ့စားတော့ဆိုင်အနေထားဖြစ်ပါတယ်ပါရီရလဲဆိုတော့ဒီမှာမီယူပါလောအားပေးလေးတစ်ဖြတ်ဆိုရဲခဏတော့အဲ့ဒီအဖြူကြီးဖြစ်အဲ့ဒီချွတ်လိုက်ပါဦးမယ်
broca ဒီမှာပဲလားဟော ဒီမှာလောအပိတ်ခေါ်တာပဲဆိုလောအပိတ်ခေါ်တာပဲ ဒီမှာ တချို့ရောသာဘယ်လိုခေါ်လို့မရအောင်တချို့သာတော့သူအချင်းနဲ့တော့ဖိုးဦးဆောင်တယ်တော့နည်းနည်းပါခေါ်ရတယ် ဒီမှာ ။ဒါအဖက်သားတော့ပြောင်းသားပါနော်အဲ့ဒါတော့လည်းဒီမှာတော့လည်းခက်ခဲတော့ ဒီမှာကာယဒါန ကာယရဏဟောတယ် ဆိုတော့ကျွန်တော်တို့အခုကတတိယမြောက်နေ့ တထုံးဖအံဖအံဖအံ ဆိုတော့ကျွန်တော်တို့တတိယမြောက်နေ့မှာမနေ့တုန်းကတဝိုင်းတက်တယ်ဒီ တောင်ဝို နေ့ င်းမှာတဝိုင်းမဟုတ်တဝိုင်း တောင်ဝိုင်းတက်တယ်ဒီနေ့မနက်ပိုင်းမှာကျတော့ဆွဲကပင်တောင်တက်တာပေါ့နော် ညနေတက်တယ်ဒီနေ့မနေ့ပြင်တက်တယ်နားပြီးပြင်တက်တာပေါ့ ဆွဲကပင်တောင်တက်တော့ကျွန်တော်တို့တောင်ချေကနေပြီးတော့6နာရီမနက်6နာရီနဲ့15မိနစ်ကနေစတက်တာ9နာရီနဲ့မိနစ်40အပေါ်ရောက်တယ်ပေါ့နော်အပေါ် ပွဲတော့အေးချင်းတွေးအေးသွားတော့လားမသိလေးရတဲ့ view နဲ့အေးငါအေးလို့ကောင်းမှာနားဒီမှာကြိုလိုက် ဆိုတော့ကျွန်တော်တို့အခုမှန်တရားလားမှန်ရင်ပြင်းကြီးလားအဲ့ဒီအရှိမှရှိနေတာပေါ့နော်အဲ့ဒီပေါ်မှာထိုင် နားလေးမှာအေးလိုက်လေးတစ် view နဲ့တိုးပြီးအော်မျက်စိမိတ်နဲ့အိပ်ပြောမှာ ဟုတ်တယ်အခုတော့မျက်စိတွေကျိန်ဆက်ပြီအဲ့ချင်း မဖွင့်တော့မျက်စိ ဆိုတော့ကျွန်တော်တို့တက်လိုက်တာတနာရီနဲ့မိနစ်ခွဲတနာရီခွဲနော်တနာရီနဲ့မိနစ်20 အဲ့လိုပါငါတို့တနိုင်ခွဲတော့ဒီတော့မကြတော့ပါညင်နေလိငါတို့နားမနာဆရာကြီးဆိုတော့ ဆိုတော့ကျွန်တော်တို့အခုဇွဲကပင်တောင်ကနေပြီးတော့စားဆင်းပြီးတော့နော်အခုခဏစီးနေပြီတောင်ပေါ်ကနေစားဆင်းပါတော့လေ အော်ဘာလို့လဲလိုက်ဖို့ပါလာပါအဲ့ဒီလိုက်ပြီအော်လေးချက်လိုက်ပြီဘာပြီးသွားလဲဟုတ်တယ် လိုက်ဖို့နော် တနေ့ဘယ်နှခေါက်လောက်တက်တယ်လဲမသိဘူးကျွန်တော်အောက်အစင်းကိုတစ်ခု sharing လုပ်ပါမယ် no ဒီလိုမဆင်းပါနဲ့ဒီလိုဆင်းပါဟုတ်တယ် ခွလိုက်မလား ကျိုင်းတော့ အမင်းကတော့ရေကူးတတ်နေပြီချီစစ်တဲ့စစ်တွေတော့ဒူးလေးတွေပါလေးပုတ်ပြီးကဲအဲ့ဒီလိုဒီကောက်ွက်လေးတွေပါပုတ်နောက်ပုတ်လေးပြေးဒီနောက်တော့ကချာလက်ချတာတောင်းသွားရတာ တက်မျက်နှာပတ်မယ် ဖြန့်ရဖြန့်ရဲတင်ဖြန့်ပါဖြန့်တွေးတာတွေးချင်းလို့အကျိုးငါပြီမနော်ကြည့်ပါမယ်ဒါသားလားတောင်းမလားအမဆုံးနေရှေ့ကိုတိုးခဲ့စားမယ်ဆိုရှေ့ကိုတိုးဒီကငါလည်းပေါ့တရားရိုက်ပေါအောင်ရိုက်
ခွေးကိုတကယ်ခွေး လုံးဝ လုံးဝ စပယ်ရေ energy ခွေး high လုံးဝရေတိုက်ပေးနေတာပါသူလည်းမောနေမှာဆိုလို့ပါ ကျွန်တော်တို့ရဲ့တိုးတဲ့ guide ပါဒါ လမ်းလုံးလိုက်ပြီးတော့ဒုက္ခမပေးဘဲနဲ့လမ်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ပြုစုရှာတယ် သူရေးစားနေတာအာဒီ6နေတာသူအပေါ်အပါတက်လာတာ ဒီမှာကျိုးမှာဒီမှာရောက်လိုက်ဟာဟာ တော်ပြီတဲ့ရေလောင်းပေးတယ်ပြေးသွားပြီ ပြေးထားလား ဂူကြီးတွေ့လို့ပေါ့နော်ဂူကြီးတွေ့လို့ဘာကြီးလဲတော့မသိဘူးဝေဆက်စုလိုက်ပါအောင်မယ်ဘာကြီး ကျုပ်စရာ လမ်းအီး ဝင်စီပါလားထဲတယ် ဟမ်ငိုရုပ်အဲ့ထဲဒီပြင်အနေကြီးပဲဟောက်ဒီလေ တောင်း ကိုပေါက်ကြီးကြီးကြီးတက်ကြီး ဟုတ်ပြီ อืม လင်းတို့ရှိပုံမှာတွေ့တာ อืม ဟာနားရလေးထွက်နေလို့တော့ဘောင်းကြီးသူ့စနား ဘူးတော့ဘူးဒီတော့ဘူး အနေကြီးလို့ အဲပွဲစီဒီဘယ်ကောင်ကဲတော့ခံရတော့မလဲအစင်လာမပြက် စင်လာမပြဒီတော့အပါပြတော့လေပါ ရှေ့တော့အားရပါရပြေးတက်သွားတယ်လူအမဒေါ်လေးကတော့နဲ့ အပါပြတော့လာပါအခုအပြည့်စင်းနေစီကိုသူစင်းနေတော့ပါဘူးကျွန်တော်တော့ပုံမှန်တိုင်းလဲပါပါပဲမင်းကရှိရပါဘူး မင်းရခရှိရောက်တော့မှာပါဟိုမှာရောက်နေပြီ ဆဲတော့ ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့တောင်ချေကိုပြန်ရောက်ပါပြီ ဟုတ်ပါပြီ အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါပြီခီးစဉ်လေးက